universe ကကိုကိုသိစေချင်တဲ့ message လေးကိုမရာပြပြပေးတော့ပါမယ်ခီးပါလေးဖြစ်မလဲကြည့်ရအောင် and bound releasing so pattern contrast and past life လူတွေကလေဘယ်လိုမျိုးလဲဆိုတော့ပေါ့နော်တချို့အရာတွေကိုမဖြတ်ချနိုင်တဲ့အနေအထားမျိုးလေးတွေရှိတတ်တယ်ပေါ့နော်ဘယ်လိုပြောမလဲကိုအတွက် toxic ဖြစ်နေမှန်းသိတယ်ကိုရုံထွက်လို့မရအောင်ချီနေတဲ့ကြိုးတွေမှန်းသိတယ်ဒါပေမဲ့ကိုကမြင်းမြင်းပြန်ချင်းလေးလေအဲ့ကြိုးတွေကပြန်ဆွဲထားလေအဲ့လိုနဲ့ဘဝမှာရှေ့မရောက်တဲ့သူတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့တချို့ patterns တွေပေါ့နော်ကိုယ့်ရဲ့မကောင်းတဲ့အမှုအကျင့်တွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့မကောင်းတဲ့တာရောစင်ကြိုးတွေပဲဖြစ်ဖြစ်မကောင်းတဲ့ connection တွေပဲဖြစ်ဖြစ်ပေါ့နော်ဖြတ်တော့ပြတ်နိုင်တော့မှအမှန်တကယ်လွတ်မြောက်ခြင်းကိုရမယ်ဆိုတဲ့အနေအထားမျိုးတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီ message လေးကိုမြင်တဲ့သူတွေမရာကတကယ်ပြီးမြတ်ဗုဒ္ဓဘာသာဝင်ဆိုရင်မရာဘာလို့စိတ်ကြံလဲဆိုတော့ခင်မုန်းကြီး10ပါးကိုဆက်ရချတိကြော့ပြီးတော့မှအဲ့ပါအဲ့ဒါဆိုရင်ကိုယ့်ရဲ့အပြစ်ကြွေးတွေကံကြွေးတွေခြေပြီးသားဖြတ်လိုက်မယ်ပေါ့နော်ခင်မုန်းကြီး10ပါးဘယ်လိုကြော့အောင်မလဲဆိုတာကတော့ခင်မုန်းကြီး10ပါးကြော့တဲ့ခါထားလေးရှိပါတယ်အဲ့ဒါကို Facebook မှာ share လိုက်ပါပေါ့နော်အဲ့အတိုင်းလေးကြော့ပြီးတော့ဆက်ရတိကြော့ပြီးတော့အဲ့ပါအဲ့ဒါဆိုရင်တိတိတတ်တာကန်တက်လာပါလိမ့်မယ်နော်